အများကြီးပြောင်းလဲလာတာပေါ့နော်10နှစ်နဲ့အခုဆိုရင်အတွေးပုံခုံပွားစားလွန်ခဲ့တဲ့10နှစ်ကကိုဘွားအတွက်ဒါကပြဿနာကြီးပါလားလို့ပဲထင်ခဲ့တဲ့ຢာတွေအကုန်လုံးဒီအခုချိန်မှာပြန်တွေးကြည့်လိုက်လို့ရှိရင်ဘာမှမဟုတ်ခဲ့တဲ့ပြဿနာဆိုတာကိုသိသွားတယ်အဲ့ဒါကနေဗာသင်္ကန်းစာရွတ်ပြက်လဲဆိုလို့ရှိရင်ဘယ်ຢာမှအမြဲတမ်းပါမန်နဲ့မဟုတ်ဘူးเนาะအောင်မြင်မှုပဲဖြစ်ဖြစ်ကြာရှုံးမှုပဲဖြစ်ဖြစ်ဘယ်ຢာမဆိုဒီပါမန်နဲ့မဟုတ်ဘူးအကုန်လုံးအခိုက်အတန့်နေကြည့်ပဲအဲ့အခန့်တိုက်လေးမှာကိုဘယ်လိုcontrol လုပ်လဲကိုဘယ်လို manage လုပ်လဲဆိုတဲ့ပုံမူတည်ပြီးတော့ပဲဒီဟာဖြစ်လာတယ်ပေါ့နော်အမားတော့အရင်လေးလံတဲ့တာဝန်ဆိုတာလည်းပေါ့နော်ကို့မှာတော့ကိုကတော့ဌာနတစ်ခုကိုဦးဆောင်နေရပြီဖြစ်တဲ့အတွက်ကိုကြည့်ရှုဆောင်ရှောက်ရမယ်ကိုရဲ့ဒီမှာလောက်ဖို့ကိုင်ဖက်တွေမောင်ကြီးညီမလေးတွေရှိကြတယ်ဆိုတော့သူတို့ရဲ့အရေးချင်းတွေတိုးတက်လာဖို့သူတို့ရဲ့ဒီလုပ်ငန်းခွင်မှာလည်းအဆင်ပြေချုံးမွေးဖို့အရာအားလုံးပေါ့နော်ဌာနနဲ့ဆိုင်တဲ့ဟာတွေကောင်ပုံတော့ကိုရဲ့ကောင်းဆောင်မှုကိုရဲ့ဒီဘယ်လိုသူတို့ support ပေးမလဲဆိုတာပုံဒီတာဖြစ်တဲ့အတွက်အဲ့ဒါကိုတော့တာဝန်ကြီးတစ်ခုတော့မဟုတ်ပေမဲ့တာဝန်အနေနဲ့တော့သတ်မှတ်ပြီးတော့ဒါကိုဆောင်ရွက်နေပါတယ် good question ပေါ့နော်အဲ့ဒါကြတော့ဘာပြောချင်လဲဆိုတော့အရင်တော့ဆိုလို့ရှိရင်ကိုဘာတစ်ခုလုပ်မယ်အဆင်ပြေရလားမပြေဘူးလားပြီးရင်ဒီဟာတစ်ခုခုပြဿနာတစ်ခုတက်လာပြီဆိုရင်အဲ့ဒါပေါ့အရင်ကိုခံစားပြီးတော့stress များတတ်တဲ့အချက်ရှိတယ်ပေါ့နော်ပြီးတော့အဲ့ဒါတွေကလည်းဘာမှမဟုတ်တဲ့အခိုက်အတန့်လေးတွေပဲဖြစ်သွားခဲ့တာဖြစ်တဲ့အတွက်အရင်စိုးရင်စိတ်မကြည့်ပါနဲ့ဘယ်ရာမဆိုအခိုက်အတန့်တစ်ခုပဲဖြစ်တဲ့အတွက်ဒီဟာကိုကောင်းကောင်းကြော်ဖြတ်နိုင်မယ်ဆိုရင်စိတ်နဲ့ပဲရှေ့ဆက်သွားပါလို့ပြောချင်တယ်UAB ကအချိုးရင်တော့ကိုတိခဲ့တဲ့ UAB နဲ့ရှင်တော့မှပဲဒီနှစ်ပိုင်းပေါ့နော်ဒီ4-5-6နှစ်အတွင်းမှာပြောင်းလဲလာတဲ့ UAB ဒီအများကြီးဈေးကွက်ထဲမှာရောဒီတခြားဘဏ်တွေနဲ့ရှင်ရော dynamic ဖြစ်တဲ့ဖွဲ့စည်းတစ်ခုဖြစ်လာတယ်ပေါ့နော်ဆိုတော့ကိုယ်တိုင်လည်း UABN ဖြစ်ရတာကိုရန်ကုန်ယူတယ်အလုပ်လုပ်ခဲ့တဲ့နှစ်အတွင်းမှာလည်းကိုယ်တိုင်လည်းကောင်းသောပြောင်းလဲခြင်းတွေအများကြီးနဲ့ပြောင်းလဲခဲ့တယ်ဆိုတာကိုလည်းကိုမြင်ရတယ်ပေါ့နော် UAB အနေနဲ့ဆိုလို့ရှင်တော့ CEO ဝါစာအားလုံးအကုန်လုံးတူစူးစမ်းနေကြတာဖြစ်တဲ့အတွက်ပြောချင်တာကတော့ကို UABN ဖြစ်ရတာအရင်ဘယ်လောက် proud ဖြစ်တယ်ဆိုတာပဲကိုကတော့ပြောချင်တယ်